စနေပရိသတ်တွေ22တောင်ရင်တထိတ်ထိတ်နဲ့စောင့်ခဲ့ရတဲ့ပရီးမီယာလိဖလားကြီးကိုနောက်ဆုံးတော့ခံခွင့်ရသွားပါပြီ။ဒါဟာမန်နေဂျာမက်ကအာတီတာခုနှစ်နှစ်နေပါအထင်းကိုပုံဖော်လာခဲ့တာအမြင်သွားတာဖြစ်ပြီးအင်္ဂလန်ဝိုင်းစင်တွေမှာအကောင်းဆုံးချန်ပီယံဖြစ်တဲ့ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။တိုနီဇောချာဘီတတိယနဲ့ပဲလွယ်နေလို့ဖလားနဲ့လွဲတဲ့ထင်းတို့အပြောခံရတဲ့မြတ်ကိုအာဆင်နယ်တို့အကုန်ချေပလိုက်ပြီးဖြစ်ပါတယ်။ဖလားကမှုလေပြေဆုံးသွားပြီမလို့နောက်ထပ်ရီမန်ချစ်တွေကိုလည်းဆက်သွားလို့ရပြီဖြစ်ပါတယ်။ခရစ်ပယ်လစ်ကိုတဘူနဲ့နိုင်ပြီးဆက်ဟက်စပတ်ကွန်ဒဲမှာပရီးမီယာလိဖလားကြီးကိုပထမဆုံးအချိန်ပြီးမှလိုက်တဲ့အချိန်အာဒီတာဒီဂေးကိုလာပါတဲ့အခိုက်အတန့်ပါပဲလို့ပြောခဲ့ပါတယ်။သူဆက်ပြောတာလူတွေအကုန်လုံးပြောနေကြတာကိုချစ်လိုက်ပါဦး။ဒီဘွဲကိုစောင့်နေကြရတာတော်တော်ကြာပြီလေ။လမ်းကြီးမှာအခက်အခဲတွေအများကြီးရှိခဲ့ပေမဲ့အခုလိုအားလုံးရဲ့ပျော်ရွှင်မှုကိုမြင်ရတာအမောပြေသွားတာပဲ။အခုကတော့မန်နေဂျာအုတ်ထုတ်ကိုခဏထားခဲ့ပြီးပြောရုံပဲလို့သူကဆိုပါတယ်။ပြန်သူဆက်ပြောပါတယ်အဒင်ဒါရဲ့ဆီလိုမှုစိတ်သက်ပင်းထန်မှုရဲ့မှုနဲ့ရဲမှုကိုပြသနိုင်ခဲ့တာပါဘေးပဝန်းကျင်ကအရာရာတိုင်းကလည်းကျွန်တော်တို့နိုင်ချင်စိတ်ကိုပူပြီးမေးထိုးပေးခဲ့ပါတယ်လို့ပြောပါတယ်ဒါမဲ့စနေနေ့မှာလည်း PSG နဲ့ Champions League ဖလူပွဲကစားဖို့ရှိသေးတာမို့လို့ဒါအာဆင်နယ်တို့ရဲ့ရွှေခက်တစ်ခုရဲ့အစာပြုတ်ခြင်းပဲဖြစ်နိုင်ပါတယ်ဒီဖလားအတီတာနဲ့အာဆင်နယ်အတွက်ဆွေးတဲ့ပိုင်းဆိုင်ရာအလဲပြောင်းဖြစ်သွားစေတာကတော့အတီတာတယောက်သူ့ရဲ့ဆရာသမားလည်းဖြစ်တင်ငယ်ချင်းအရင်ကြီးတဲ့ဖြစ်တဲ့ Pep Guardiola ကိုကြော်ဖြတ်နိုင်ခဲ့လို့ပါပဲပါစီတီမှာဆရာဒီကြဖြတ်တန်းခဲ့ပြီးတဲ့နောက်ထွက်ခေါ်ရမယ်Guardiola ဟာပြီးခဲ့တဲ့နှစ်တွေမှာအာဆင်နယ်ကိုအမြဲတမ်းစိတ်ပြည့်အားရအောင်လုပ်ခဲ့တဲ့အဓိကတရားခါမှာအခုတော့အတီတာကသူ့ဆရာဟောင်းကိုအသာစီးရသွားပြီမလို့အာဆင်နယ်တို့ရေရှည်စိုးမိုးမဲ့ခက်ကိုရောက်လာပြီလို့ပြောလို့ရပါတယ်။ပြီးခဲ့တဲ့ရာသီကအဓိကပြန်မဲ့ဖြစ်ခဲ့တဲ့လီဗာပူးဟာလည်းအာဆင်နယ်နဲ့25မှတ်တောင်ခွာဟပြီးပြန်ကြံခဲ့တယ်လို့အရှိမန်နေဂျာအာနယ်စလော့ဟာလီဗာပူးကိုဖလားလူနိုင်တဲ့အဆင့်ပြန်ရောက်အောင်လုပ်ပေးနိုင်ပါမလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါပြီ။မန်ချက်စတာယူနိုက်တက်ကတော့မိုက်ကယ်ခရီလက်ထက်မှာပုံစံကောင်းပြန်ရလာပေမဲ့ဖလားလူပိုချီတော့အစင်းသက်မဖြစ်သေးပါဘူး။ချယ်ဆီကတော့ဒီရဒီမှာတော်တော်လေးစိတ်ပြတ်ဖို့ခေါင်းခဲ့ပြီးဇီယာအလဲနဲ့အစင်မှာပဲရဒီတင်းခဲ့ရပါတယ်။အဒီတာကတော့အခုလိုချန်ပီယံဖြစ်သွားပြီမလို့ကစားသမားတွေကိုပူပြီးဖလားတွေဆက်သိမ်းနိုင်ဖို့စိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲကြကိုအခုခရရတတိပေးနေပါပြီ။ပွဲပြီးတင်းစာရှင်းလင်းပွဲမှာအဒီတာကကျွန်တော်အတင်းကခေါင်းတွေကိုတော်ပြီးပါပြီဒီအင်ဂျီဟာအရင်လိုမဟုတ်တော့ပဲအတိတ်ပဲတစ်မျိုးတက်ရောက်သွားပြီလို့ဆိုပါတယ်သူဆက်ပြောတာကကျွန်တော်တို့ကချန်ပီယံတွေဖြစ်သွားပြီလေဒါကကိုယုံကြည်မှုနဲ့မတူညီတဲ့စွမ်းအင်တွေကိုပေးစွမ်းနိုင်မှာပါဒါပေမဲ့တစ်ဖက်မှာလည်းဘူကြီးမရဲ့တာဝန်ယူမှုတွေရှိလာပြီဖြစ်လို့ကျွန်တော်တို့နဲ့ကလပ်အထင်သာအားလုံးရဲ့အလုပ်ကစာနှုန်းတွေကိုပုံမြင့်ပြီးဒီထက်မှကအားမြင့်အောင်လုပ်ဖို့ပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဟဲ့တူလုံးနိုင်တဲ့အရေးချင်းရှိလို့ပါလို့ပြောသွားခဲ့ပါတယ်။အစင်းနဲ့တမိုင်းတလျှောက်ပထမဆုံးအချိန်ဖြစ်ချန်ပီယံလိဖလားကိုပါတင်းပိုက်ပြီးဖလားကြီးနှစ်ခုနှလုံးနဲ့အောင်ပွဲကလဲချင်တာလို့အတီတာကတော့အတင်းနဲ့ပြောထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့နေရာတွေကလည်းအစင်းနဲ့ဟာအတင်းရဲ့လူအင်အားနဲ့အရေးတွေကိုမြင့်တင်ဖို့အတွက်အတီတာကိုပေါင်တန်း250နီးပါးအထိအင်တိုက်အတိုက်ပံပိုးပေးခဲ့ပါတယ်။အဲဒီတော့ခေါ်ယူခဲ့တဲ့ဖရီတာဂယူခရက်စ်နဲ့ပါတင်ဇူဘီမန်ဒီတို့လိုကစားသမားတွေဟာချက်ချင်းဖလားရယူပေမဲ့အစင်းမင်းကစားသမားတွေဖြစ်ခဲ့ကြပါတယ်။အဒီတာကအစင်းနဲ့မှာရေရှည်အောင်မြင်မဲ့အစင်းလာတစ်ခုကိုတိဆောက်ချင်နေတာပါ။ချန်ပီယံလိဘလူပွဲပြီးတာနဲ့သူ့ကိုစာချုပ်တက်တန်းတူဖို့ကိစ္စအန်တီကအယုံဆက်လာကြတော့မှဖြစ်ပါတယ်။အချို့ဆွေးနွေးမှုတွေလုပ်ထားပြီးဖြစ်တယ်လို့အမေရတဲ့မစားခင်စာချုပ်တိကိစ္စအပြစ်ဖြစ်နိုင်ဖို့အရှိန်မြင့်ဆောင်းရန်ထွားကြမှာဖြစ်ပါတယ်။
ဘူထွေဥက္ကဋ္ဌဖြစ်သူ Josh Kroenke ကလည်းအာတီတာကိုဆက်ပြီးပံ့ပိုးပေးအောင်မယ်လို့ပြောထားတာမလို့ဒီနွေရာသီမှာလည်းအာဆင်နယ်တို့လူအင်အားထပ်ဖြစ်ဖို့ငွေတုံးအောင်မှာဖြစ်ပါတယ်။ဖလားအမြောက်များအပြေမှာဖလားမြောက်အပြေမှာ Josh Kroenke က Sky Sport ကိုဒီအမေမုန်နဲ့ထိုက်တန်ဆုံးတို့ရှိရဆိုရင်ဒါအားရရဲ့အတင်သားတွေပါပဲလို့ပြောခဲ့ပါတယ်။ကျွန်တော်စီယိုကိုပါငွေကြီးအရာပါအရာရကိုရင်းနှီးမြှုပ်နှံထားတာပါဒီကလပ်ဟာကျွန်တော်တို့အတွက်တစ်စပါလုံးပါပဲဒါဝလူတွေတကယ်နားလည်ဖို့အနေငယ်ဆောင်းကြရတယ်ထင်ပါတယ်ဒါပေမဲ့အခုတော့ကျွန်တော်တို့စီမှာထိုးချွန်တဲ့လူတွေကစားသမားတွေနဲ့နီးပြရရှိနေပါပြီဒီရဒီကလို့အော်အမ်ဖွေအရာရဆက်လုံးတဲ့ဟိုကျွန်တော်တို့ဘက်ကလူအပ်သမျှအရင်အမြင့်တွေကိုဆက်ပြီးပံ့ပိုးသွားရုံပါပဲတူတူဆိုပါတယ်အာဆီဒန်ရဲ့စားသမားဆိုင်ရာထေပိုင်းခေါင်းဆောင်တွေနဲ့နိပြအာဒီတာတို့ဟာခုသူရဒီမှာခွင့်လေသူဘေးတောင်ပါစားသမားနဲ့တိုက်စစ်မှုတယောက်စီထမှခေါ်ယူဖို့မျက်စိကြားနေကြပါပဲကြားနေကြပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကငွေအမြောက်အများတုံးထားတာမို့စားသမားတချို့ကိုပြန်ရောင်းပြီးဝင်ရှားရမယ့်အပိုင်းနဲ့ရှိနေပါတယ်အခုလိုအမြင်မှုရလာပြီဖြစ်တယ်လို့အတင်းအပေါ်အားရတာရဲ့လွှမ်းမိုးမှုနဲ့ပုံဖော်မှုကလည်းအပြည့်အဝအောင်မြင်သွားပြီဖြစ်လို့အခုချိန်ရအာဆီနယ်ကိုဖလားရဆက်တိုက်သိမ်းမဲ့ဖလားသမားအတင်းကြီးအဖြစ်အတ္တပြောင်းလဲဖြစ်ရမယ်အချိန်ကောင်းပဲဖြစ်တာပါတယ်